မင်္ဂလာပါခင်ဗျာ People's Radio မြန်မာရဲ့ Friday International Weekly News စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကကမ္ဘာနိုင်ငံတည်တည်မှာဖြစ်ပွားနေတဲ့နိုင်ငံရေးစီးရင်နဲ့ရိုးရာယဉ်ကျေးမှုတွေထုံးတမ်းစီလာတွေပါဝင်စိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းကြောင်းရာတွေကိုကောင်းတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီတစ်ပတ်တွင်ပြောပြပေးသွားမယ်သတင်းကြောင်းရာတွေကတော့တောင်ကိုရီးယားမှာရှိတဲ့အမေရိကန်ရဲ့လေကြောင်းကာကွယ်ရေးပိုင်ဆိုင်မှုရှေ့လေပိုင်းပို့ဆောင်မယ်အမေရိကန်နဲ့အီရန်တို့ပြည်ပခါဖြစ်နေချိန်ဟော်မုစ်ရေလက်ကြားမှာရေနံစိမ်းစီပေါင်း 17.8 တန်းခန့်တရုတ်နိုင်ငံတင်ပို့ခဲ့နိုင်ငံတကာစွမ်းအင်အေဂျင်စီ IEA ကအရေးပေါ်ရေနံစီတန်း400ကိုထုတ်ရောင်းမယ်အရှေ့လေပိုင်းအရေးနဲ့ပတ်သက်ပြီးအာဆီယံဝန်ကြီးများတွေ့ဆုံဆွေးနွေးမယ်အစရှိတဲ့သတင်းကြောင်းရာတွေကိုနားဆင်ကြရမှာပဲဖြစ်ပါတယ်ဒီစီစဉ်ကိုကျွန်တော်ကိုထိန်လင်းကအပတ်စဉ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့အမေရိကန်ရဲ့လေကြောင်းကာကွယ်ပိုင်ဆိုင်မှုတွေကိုသူ့ရဲ့နယ်မြေတဲကနေအရှေ့လေပိုင်းဒေသကိုပြန်လည်ရွှေ့ပြောင်းချထားမှာကိုတောင်ကိုရီးယားကကန့်ကွက်တယ်လို့ပြောဆိုခဲ့ပေမဲ့လည်းအဲ့ဒီလှုပ်ရှားမှုကိုတားဆီးနိုင်မဲ့အနေအထားမျိုးကတောင်ကိုရီးယားမှာမရှိဘူးလို့တောင်ကိုရီးယားအစိုးရကထုတ်ပြန်ပြောကြားခဲ့ပါတယ်။အမေရိကန်၊အစ္စရေးနဲ့အီရန်တို့ရဲ့စစ်ပွဲဟာ12ရက်မြောက်နေ့ကိုရောက်ရှိလာပြီဖြစ်ပြီးပင်လယ်ကွေ့နိုင်ငံတွေကအသုံးပြုနေတဲ့လေကြောင်းရန်ကာကွယ်စနစ်တွေဟာကြားဖြတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်ဖို့အားနည်းလာနေရလဲမီဒီယာများပြားကဝေဖန်သုံးသပ်ထားကြပါတယ်။တောင်ကိုရီးယားနိုင်ငံတွင်းမှာရှိတဲ့အမေရိကန်လေတပ်ရဲ့အဓိကအခြေစိုက်စခန်းတစ်ခုဖြစ်တဲ့အိုဆန်လေတပ်စခန်းမှာတပ်ဆွဲထားတဲ့အမေရိကန်လက်နက်တချို့ကိုဆော်ဒီအာရေဗျနဲ့ UAE တို့ကိုလွှဲပြောင်းပေးအပ်ခဲ့တဲ့ဆိုတဲ့သတင်းတွေကိုတောင်ကိုရီးယားသမ္မတလီကျင်းမြောင်ကတုံ့ပြန်ဖြေကြားခဲ့တယ်ဖြစ်တယ်လို့သိရပါတယ်။မီဒီယာတွေရဲ့ဖော်ပြချက်အရအမေရိကန်စစ်ဘက်တည်ယူပို့ဆောင်ရေးလေယာဉ်ဟာပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းမှာအိုဆန်လေတပ်စခန်းကိုရောက်ရှိလာခဲ့ပြီးထောက်ခံမှုတွေလှုံ့ဆော်ရရှိတယ်လို့လည်းသိရပါတယ်။လီကျင်းမြောင်ကတောင်ကိုရီးယားမှာရှိတဲ့အမေရိကန်လေကြောင်းကာကွယ်ရေးပိုင်ဆိုင်မှုတွေကိုအရှိလေပိုင်းကိုရွှေ့ပြောင်းမှနဲ့ပတ်သက်ပြီးတောင်ကိုရီးယားကကန့်ကွက်ခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလှုပ်ရှားမှုကိုတားဆီးနိုင်မဲ့အနေအထားမျိုးကျွန်တော်တို့မှမရှိဘူးလို့ပြောဆိုခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲအမေရိကန်နဲ့အီရန်တို့ကြားဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခများကြောင့်ကမ္ဘာအရေးပါဆုံးရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ဟော်မုတ်ရေလက်ကြားမှာတင်းမာမှုများမြင့်တက်နေချိန်မှာအီရန်နိုင်ငံကတရုတ်နိုင်ငံသို့ရေနံစိမ်းများဆက်လက်တင်ပို့နိုင်ရန်နည်းလမ်းမျိုးစုံနဲ့ကြိုးပမ်းလျက်ရှိရာအီရန်ရဲ့ရေနံသိမ်းစီပိုင်းပေါင်း 17.8 တန်းခန့်တရုတ်နိုင်ငံသို့တင်ပို့နိုင်ကြောင်းဂျိုဒုအချက်လက်များအရသိရပါတယ်။အီရန်တော်လိုင်းစောက်တဲ့ IRGC တရုတ်တို့သွားမဲ့ရေနံတင်သင်္ဘောများကိုအထူးကွင်းလွတ်ခွင့်နဲ့လုံခြုံရေးစောင့်ရှောက်များပေးထားကြောင်းသိရပါတယ်။ပဋိပက္ခစတင်ချိန်မှစတင်ပြီးအီရန်ရဲ့တင်ပို့ခဲ့တဲ့ရေနံအလုံးဟာတရုတ်နိုင်ငံကိုသာတိုက်ရိုက်ဦးတည်သွားခဲ့တယ်လို့တန်ကာထရက်ကာနဲ့ကစ်ပလာတို့ရဲ့ဂျိုဒုအချက်လက်များကဖော်ပြထားပါတယ်။အီရန်ရေနံတင်ပို့မှုစုစုပေါင်းရဲ့80%မှ90%ထိတရုတ်နိုင်ငံကဝယ်ယူနေခြင်းဖြစ်ရာအီရန်အတွက်အဓိကဝင်ငွေလမ်းကြောင်းကြီးဖြစ်နေကစစ်ရေးကာလအတွင်းလိုအပ်တဲ့ဗန်နာငွေများမပြတ်တောက်စေရန်တရုတ်နိုင်ငံသို့သွားမဲ့သင်္ဘောများကိုအီရန်ဘက်မှမဖြစ်မနေကာကွယ်ပေးနေရခြင်းဖြစ်ပါတယ်။ဟော်မုတ်ရေလက်ကြားကိုဖျက်ဆီးနေတဲ့သင်္ဘောများရဲ့ထက်ဝက်ခန့်အီရန်ရဲ့အရေးရင်စုများဖြစ်ကြောင်းနိုင်ငံတကာရေကြောင်းသတင်းချက်လက်စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်တဲ့စစ်တမ်းများကဖော်ပြထားပါတယ်။အီရန်စစ်ပွဲကြောင့်ရေလက်ကြားတွင်စစ်ရေးပိတ်ဆို့မှုများကိုရှောင်လွှဲရန်အတွက်ဟော်မုတ်ရေလက်ကြားရဲ့အပြင်ဘက်ဖြစ်တဲ့အိုမန်ပင်လယ်ကွေ့ဘက်ချမ်းမှာရှိတဲ့ဂျက်ရေနံတင်ပို့ရေးစခန်းကိုပုံမှုအသုံးပြုလာခဲ့ပြီးပြီးခဲ့တဲ့သတင်းပတ်တွင်းမှာအလွန်ကြီးမားတဲ့ရေနံတင်သင်္ဘောကြီး VLCC တစ်စင်းဟာအီရန်စိတ်ကမ်းမှတစ်ဆင့်တရုတ်တို့ရေနံများလျှို့ဝှက်တင်ဆောင်သွားနိုင်ခဲ့ခြင်းကြောင့်အီရန်ရဲ့တခြားရွေးချယ်စရာလမ်းကြောင်းသစ်အောင်မြင်မှုကိုတက်တည်ပြနေကြောင်းနိုင်ငံတကာသတင်းမီဒီယာများကဖော်ပြထားပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာစွမ်းအင်အေဂျင်စီ IEA ကလည်းလက်ရှိဖြစ်ပွားနေတဲ့အမေရိကန်နိုင်ငံနဲ့အီရန်ကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့်ကမ္ဘာနိုင်ငံများကြားလောင်စာဆီလိုအပ်ချက်မြင့်တက်မှုနဲ့အရေးပေါ်ရေနံစီတန်း400ကိုထုံရောင်းချဖို့စီစဉ်နေရလို့သိရပါတယ်။နိုင်ငံတကာစွမ်းအင်အေဂျင်စီ IEA ရဲ့အဖွဲ့ဝင်32နိုင်ငံကအရေးပေါ်ရေနံစီတန်း400ကိုထုတ်သုံးဖို့မတ်လ17ရက်နေ့မှာသဘောတူလိုက်ပါတယ်။ IEA အဖွဲ့ကအဲ့ဒီထုတ်ရောင်းမဲ့ရေနံပမာဏဟာ2022ခုနှစ်စတင်ခဲ့တဲ့ရုရှားယူကရိန်းစစ်ပွဲတုန်းကထုတ်သုံးခဲ့တဲ့ရေနံစီပေါင်းတန်း180ကျော်ထက်နှစ်ဆကျော်များပြားပြီး IEA တမိုင်းတစ်လျှောက်အကြီးမားဆုံးထုတ်သုံးမှုလည်းဖြစ်ပါတယ်။ဒါပေမဲ့ဟော်မုတ်ရေလက်ကြားစပိတ်နေတွေ့ဒါဟာပြဿနာရဲ့ရင်းမြစ်ကိုဖြေရှင်းနိုင်မဲ့နည်းလမ်းမဟုတ်ဘူးလို့ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်။ IEA အဖွဲ့အကြီးအကဲကစစ်ပွဲကြောင့်ကမ္ဘာရေနံဈေးကွက်အရေးကြီးတဲ့အလဲပြောင်းကာလကိုရောက်ရှိနေတယ်လို့လည်းပြောပါတယ်။ IEA အဖွဲ့ဝင်နိုင်ငံပေါင်း32နိုင်ငံစလုံးကသဘောတူညီထားတဲ့ရေနံစီပေါင်းတန်400ခန့်ထုတ်ရောင်းမဲ့အစီအစဉ်ကိုအမေရိကန်နိုင်ငံကဥဆောင်မှာဖြစ်ပြီးအမေရိကန်ကရေနံစီပေါင်း182တန်းခန့်ထုတ်ရောင်းမယ်လို့အမေရိကန်စွမ်းအင်ဝန်ကြီးကပြောပါတယ်။အီရန်စစ်ဘက်ကဟော်မုတ်ရေလက်ကြားမှာတိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားမှုပြင်ဒေတာရင်းလုံခြုံရေးကိုဖျက်ဆီးလိုက်တဲ့အတွက်ရေနံတစ်စီကိုဒေါ်လာ200ထိပေးဝယ်ဖို့ပြင်ထားကြပါလို့နိုင်ငံတကာကိုတတိပေးထားတယ်လို့သိရပါတယ်။
အီတလီအစိုးရကတော့ရေးပေါ်ရေနံစီပေါင်းတန်100ခန့်ထုတ်ရောင်းမဲ့အစီအစဉ်မှာပူးပေါင်းပါဝင်ပြီးရေနံစီပေါင်းတန်90ခန့်ထုတ်ရောင်းမယ်လို့ပြောပါတယ်။ IEA အဖွဲ့အကြီးအကဲကကျွန်တော်တို့ရင်ဆိုင်နေရတဲ့ရေနံဈေးကွက်စင်ခေါ်မှုများဟာမကြုံစဘူးတဲ့အတိုင်းအတာနဲ့ကြီးမားလွန်းအောင်ကြောင့် IEA အဖွဲ့ဝင်နိုင်ငံများကရေးပေါ်စုပေါင်းလှုပ်ဆောင်မှုနဲ့တူတုံ့ပြန်ခဲ့တာကိုအလွန်ဝမ်းမြောက်မိပါတယ်။ဈေးကွက်တွင်းမှာလုံလောက်တဲ့လမ်းကြောင်းများနဲ့တိုးလောင်ရုံများမရှိတော့တာကြောင့်အရှေ့လက်ပိုင်းရေနံထုတ်လုပ်သူများထုတ်လုပ်မှုလျှော့ချဖို့စတင်လာခဲ့ပါတယ်။ဒါပြင်စွမ်းရည်နဲ့စွမ်းရည်ဆိုင်ရာအခြေခံအဆောက်အအုံများပျက်စီးဆုံးရှုံးမှုများပြင်နောက်ထပ်တိုက်ခိုက်မှုများကိုမြင်တွေ့နေရပါတယ်။အထူးသဖြင့်ဂျက်လီလောင်စာဆီနဲ့ဒီဇယ်ထောက်ပံ့မှုပေါ်အဓိကသက်ရောက်မှုများရှိနေတယ်လို့ပြောပါတယ်။နောက်ဆုံးတစ်ပုဒ်မှာဆိုရင်တော့အရှေ့လက်ပိုင်းမှာဖြစ်ပွားနေတဲ့စီးရင်တဲ့နောက်ဆက်တွဲခြေအနေတွေကိုအရှေ့တောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံဝန်ကြီးတွေကတွဲဆုံဆွေးနွေးဖို့စီစဉ်နေပါတယ်။အဲ့ဒီအစည်းအဝေးကိုဖိလစ်ပိုင်နိုင်ငံကကမကထပြုလုပ်ပြီးမတ်လ23ရက်နေ့မှာတွဲဆုံဆွေးနွေးမှာဖြစ်ပါတယ်။လက်လုံးဖြစ်ပွားနေတဲ့အမေရိကန်၊အစ္စရေးနဲ့အီရန်တို့စစ်ပွဲကြောင့်နိုင်ငံတကာရေနံနဲ့စွမ်းအင်တင်ပို့မှုဈေးကွက်ပေါ်ထိခိုက်မှုအခြေအနေတွေရေကြောင်းတည်ယူပို့ဆောင်ရေးဘေးကင်းလုံခြုံရေးလောင်စာဆီဈေးနှုန်းမြင့်လာနိုင်ခြေတွေအစရှိတဲ့အကြောင်းအရာတွေကိုကြည်ကြဲပြန့်ပြန့်ဆွေးနွေးဖို့ရှိပါတယ်။အီရန်စစ်ပွဲကြောင့်ဟော်မုစ်ရေလက်ကြားကိုပိတ်ထားတဲ့အတွက်နိုင်ငံတကာရေနံနဲ့လောင်စာတင်ပို့မှုကိုအကြီးအကျယ်ရိုက်ခတ်နေပြီးနောက်ဆက်တွဲအနေနဲ့ကမ္ဘာရေနံစိမ်းစီကတစ်စီကိုဒေါ်လာ100ထိမြင့်တက်ခဲ့ပါတယ်။အရှေ့လက်ပိုင်းဒေသကနေတင်သွင်းနေတဲ့ရေနံစိမ်းနဲ့လောင်စာဆီကိုအားကိုးနေရတဲ့အာဆီယံနိုင်ငံတွေကကြီးမားတဲ့တက်ရောက်မှုတစ်ခုဖြစ်ပြီးဒီပေါ်တုတ်ပြန်ကုစားနိုင်မဲ့နည်းလမ်းတွေရှာဖွေဖို့လိုအပ်နေတာဖြစ်ပါတယ်။လက်ရှိမြန်မာအပေါင်းအာဆီယံနိုင်ငံတွေကလောင်စာဆီတွေကိုချိုးချံချေတာသုံးစွဲနေရပြီးဒီရိုက်ခတ်မှုကြောင့်နေထိုင်စားသောက်မှုစရိတ်တွေကမြင့်တက်လာနေပါတယ်။ဒီတစ်ပတ် People Radio မြန်မာရဲ့ Friday International Weekly News စီစဉ်ကိုဒီလောက်နဲ့ပဲညှိနှိုင်းလိုက်ပါမယ်။ဒါမဲ့ပတ်ဒီမှာလည်းစိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းကြောင်းရာတွေကိုကောင်းတော့ပြပြပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။ကောင်းမွန်တဲ့နေ့တစ်ကိုအတူတူဖြတ်သန်းနိုင်ကြပါစေလို့ People Radio မြန်မာဝိုင်းတော်သားတွေကဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။